ခရိုင်မီးယားမှာအစပြုတဲ့ပြိုလဲမှုကြီးနဲ့ကမ္ဘာအာဏာစစ်ပွဲခရိုင်မီးယားဆိုတဲ့မြေဆိုင်မြေဥတွေပေါ်မှာနှစ်ပေါင်းများစွာတိစောက်ထားခဲ့တဲ့ရုရှားရဲ့စစ်ရေးအခိုင်အမာဆုံးရဲတိုက်ကြီးခါဒီကနေ့မှာတော့အချိန်ကိုက်ဖောက်ခွဲခံရတဲ့အစောကြီးတစ်ခုလိုပြိုကျတော့မဲ့အရေးနဲ့ရင်ဆိုင်နေရပြီပဲဖြစ်ပါတယ်။ဒါဟာယူကရိန်းစစ်ပွဲတစ်ခုတည်းတည်းမဟုတ်ပဲတကမ္ဘာလုံးရဲ့စွမ်းရည်လုံးကြုံရေးနဲ့ပူတင်ရဲ့အင်မာယာအိမ်မက်တစ်ခုလုံးရဲ့အသက်အိုးအိမ်ကိုဖျက်ထောက်လိုက်တဲ့တမန်ဝင်အလှည့်ပြောင်းကြီးဖြစ်နေလို့ပါ။တစ်ချိန်တုန်းကပူတင်ရဲ့တကူအာဏာပြစရာအထွတ်ထိပ်နေရာဖြစ်ခဲ့တဲ့ခရိုင်မီးယားကျွန်းဆွယ်ဟာဒီကနေ့အချိန်မှာတော့အကြီးမားဆုံးသောအားနည်းချက်ကြီးအဖြစ်ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ဇူလိုင်လဒုတိယပတ်ရဲ့နောက်ဆုံးအချက်လက်တွေအရကျွန်းဆွယ်ပေါ်မှာအခြေခံလူနေမှုဘဝတွေအကုန်လုံးရက်တက်လို့နှီးပါဖြစ်နေပြီးဓာတ်ဆီဆိုင်တွေမှာစီမရှိတော့ပဲ၆ကန်နေတဲ့ဒါရင်နံတင်မှုအကြီးကျယ်ပိတ်ဆို့ခရမ်းတာကြောင့်ဖြစ်လာတဲ့ဆူရလာတဲ့စွမ်းရင်ကက်စစ်ကြီးတစ်ခုလိုပါယာတာမြို့မှာဆိုရင်ဓာတ်ဆီတကားလန်ကိုအမေရိကန်ဒေါ်လာ22ဒေါ်လာအထိဈေးနှုန်းနဲ့ထိုးတက်သွားခဲ့ပြီးအခုလိုအစမတန်ကြီးမြင့်လာတဲ့ဈေးနှုန်းတွေကြောင့်တာမန်ပြည်သူတွေကနေစဉ်စားဝယ်နေရတဲ့အတွက်တကယ်ကိုအငတ်ပေးဆိုင်တယ်လို့ရုန်းကန်နေရပါတော့တယ်ရေလျှက်စမီတေပို့ဆောင်ရေးနဲ့ဆက်သွေးလမ်းကြောင်းတွေအားလုံးခါတယ်တခုပြီးတခုပြတ်တော့ကုန်ကြပါပြီခင်ဗျာနာဇာရဲ့ညအချိန်မီလီယံဒေတာအချက်လက်တွေအရဆိုရင်ဒီကျွန်းဆွယ်ရဲ့လျှက်စမီလီအခါပုံမှန်အချင်းတွေရဲ့9ပုံတပုံအထိကိုထိုးကျသွားခဲ့ပြီးဘာကာလာပါအပူစွမ်းရင်ပစ္စယုံနဲ့တာဘရီယာစက်ုံတွေပါထပ်မံတိုက်ခတ်ခံရတဲ့အတွက်ကျွန်းဆွယ်တစ်ခုလုံးဟာအပြည့်အဝမှောက်မိုက်သွားမယ်အန်ဒီယနဲ့ရင်ဆိုင်နေရပါတော့တယ်ဒါတင်မကသေးပါဘူးလမ်းမဆက်သွယ်ရေးအဓိကအသက်သွေးကြောကြီးဖြစ်တဲ့ကတ်ဒရာကြီးကိုထွက်ပြေးဖို့စ조사နေကြတဲ့မော်တော်ယာဉ်တွေဟာကီလိုမီတာ30ကျော်အထိတန်းစီနေကြပြီးဝင်ရောက်လာသူတဲ့ထွက်ကသူကနှစ်ဆလောက်ပိုများပြားနေတဲ့အတွက်ဒီနေရာကအချက်ကြားကြတဲ့ထွက်ပေါ်ရေးတစ်ခုဖြစ်လာခဲ့ပါပြီခင်ဗျာတရင်30ချက်ဒီလိုအကျဲတဲ့အလဲမှာရုရှားတပ်ဖွဲ့တွေရဲ့တုံ့ပြန်ပုံကတကယ်ကိုစဉ်းစားစရာပါဘာလို့လဲဆိုတော့တာမန်ပြည်သူတွေမသိအောင်ဖုံးကွယ်ထားခဲ့တဲ့လျှက်စာရစာတန်းတစ်ခုကိုယူကရိန်းရဲ့ပါတီဇန်အဖွဲ့တွေကပေါ်တော့နိုင်ခဲ့လို့ပါအဲ့ဒီစာရစာတန်းတွေရာပင်လယ်နံရေတက်မတော်ရဲ့ကိုကေရီမူမတ်ထရီရဲ့စာကေပင်ချုပ်ကိုတိုင်လက်မှတ်ရေးထိုးထားခဲ့တဲ့အရေးပေါ်ညွှန်ကြားချက်တစ်ခုထွက်ပေါ်လာခဲ့ပြီးတပ်ဖွဲ့တွေနဲ့အရက်ဘက်ဝန်တန်းတွေရဲ့မိသားစုစင်းတွေကိုဇူလိုင်လ10ရက်နေ့နောက်ဆုံးထားပြီးစူဆောင်ခိုင်းခဲ့ပါတယ်ခင်ဗျာဒါရိုးသားစင်းကောက်တာမဟုတ်ပဲတပ်ဖွဲ့ဝင်တွေနဲ့အရာရှိတွေခါတရားဝင်အမိန့်ကိုတောင်မဆောင်ဆိုင်ဘဲနဲ့မိသားစုတွေကိုနိုဘိုစစ်ဘက်ကိုခိုးထုတ်နေကြတဲ့တဲရဇဲရွှေပြောင်းလုံးနေတာပဲဖြစ်ပါတယ်ပြည်စင်းနေတဲ့ဒီချင်းတွေကိုကြည်ချင်းအားဖြင့်ပူတင်ရဲ့အင်ပါယာတက်တဲ့တစ်လျှောက်မှာအကြီးမားဆုံးသောစီးရယုံကြည်မှုဆုံးရှုံးမှုကိုပြသနေတာပါခရိုင်မီးယားကျွန်းဆွယ်မှာဖြစ်ပျက်နေတဲ့အခုလိုပြိုလဲမှုတွေခါတကယ်တော့ရုရှားရဲ့စစ်အစုံသက်ကိုဥတီနေတာလားဒါမှမဟုတ်ပူတင်ရဲ့နောက်ထပ်အကြီးစားလက်တော့ပြန်မှုကြီးတစ်ခုအတွက်အစားပြိုလှက်ကတစ်ခုပဲလားကျွန်တော်မက်ဆီတို့ဘယ်လိုမြင်ကြပါသလဲမက်ဆီတို့ရဲ့အမြင်လေးတွေကိုအောက်ကကောင်းမမဝေအောင်ဆွေးနွေးပေးကြပါအောင်ခင်ဗျာအပိုင်းနဲ့ပင်လယ်နံတက်မတော်ရဲ့တိတိစိတ်ထွက်ပြေးမှုနဲ့စီးအကျက်တဲ့တရင်တင်ပြချက်ပူတင်ရဲ့စီးအမယာကြီးဘလောက်ထိတုံးလုံးနေပြီလဲဆိုတာကိုသိချင်ရင်ဒီအချက်ကိုသိချနားထောင်ကြည့်ပါခင်ဗျာခရိုင်မီးယားကျွန်းဆွယ်ပေါ်မှာတက်ဆွဲထားတဲ့ရုရှားရဲ့နာမည်ကျော်ပင်လယ်နံတက်မတော်ကြီးကတစ်ချိန်တုန်းကမြေတဲ့ပင်လယ်နဲ့အာဖရိကအထိအာဏာပြန်ပေါ်အောင်ထိုးပေါက်နိုင်ခဲ့တဲ့အဓိကကြောကြီးဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီကနေ့မှာတော့အဲ့ဒီတက်မတော်ကြီးတဲ့အရာရှိတွေကတရားဝင်မိစ္ဆာတောင်မဆောင်ဆိုင်ဘဲနဲ့မိသားစုတွေကိုစိတ်ကန်းကနေခိုးထုတ်နေကြပါပြီယူကရိန်းဘက်ကဖော်ထုတ်လိုက်တဲ့လျှက်တယ်လီဂရမ်စာရက်စာတမ်းအချက်လက်တွေအရဇူလိုင်လ10ရက်နေ့နောက်ဆုံးထားပြီးစတိုဘိုစိတ်ကန်းအတွင်းကတပ်ဖွဲ့တွေကမ်းခြေဆောင်တပ်စိတ်တွေအုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ရက်ဘက်ဝန်ထမ်းတွေရဲ့မိသားစုစင်းတွေကိုအရေးပေါ်စုဆောင်ခိုင်းခဲ့တာကတကယ်ကိုထိတ်လန့်စရာအချက်ပြမှုတစ်ခုပါခင်ဗျာဒီစုံထဲမှာလူဦးရေအပါဝင်စစ်သည်အင်အား2500ကျော်ရှိနေပြီးအဲ့ဒီထက်ကမှမြင်မာတဲ့ယာတုရှိတဲ့အရာရှိတွေကအရေးပေါ်လောင်စာစီနဲ့လျှက်တဲ့အချက်လက်တွေကိုအေးဆုံးရယူပြီးနိုဘယ်စစ်ဘက်ကိုမိသားစုတွေကိုစတင်ရွှေ့ပြောင်းနေကြပါပြီအဲ့ဒီလိုရွှေ့ပြောင်းတဲ့နေရာမှာတစ်ချိန်က1920ခုနှစ်တော်လိုင်းကာလတုန်းကအလားတူပဲတင်မော်126စီးနဲ့အစဘူပန်ဘက်ကိုစုပ်ခွာခဲ့ရတဲ့တမန်ဝင်ရှုံးနေမှုကြီးနဲ့ယခုအချိန်ဟာထက်တူကျနေတယ်လို့စေကျွမ်းကျင်သူတွေကသုံးသပ်နေကြပါပြီခင်ဗျာအပိုင်းနဲ့တရင်သုံးသပ်ချက်ပါခင်ဗျာအခုလိုစစ်ဘက်ဆိုင်ရာတိတိကျထွက်ပြေးမှုတွေဖြစ်ပေါ်နေရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ယူကရိန်းရဲ့စနစ်တကျရေးဆွဲထားတဲ့မူလစစ်စင်ရေးကြောင့်ပဲဖြစ်ပါတယ်ဇူလိုင်လ6ရက်နေ့မှာစတင်ခဲ့ဒီစစ်စင်ရေးကရုရှားရဲ့ရေနံတင်ပို့တဲ့ကုန်တင်သင်္ဘောငယ်တွေနဲ့ဖလက်ဘော်ဒွန်တန်ကာတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီးဇူလိုင်16ရက်နေ့ရောက်တဲ့အခါမှာတန်ကာပေါင်း148စီးအထိတိုက်ခိုက်ခံခဲ့ရကအစောပင်လယ်ပြင်ကိုဖျက်ဆီးတဲ့ရေနံတင်ပို့မှုလမ်းကြောင်းကြီးအပိပံရက်တံသွားခဲ့ရပါတယ် ESK သင်္ဘောတွေရေတဲ့နင်းမြုပ်သွားခဲ့ရသလို SKS-1 မာယာလန်ဒီနဲ့ပတာဂီယာစတဲ့သင်္ဘောတွေလည်းပြင်းထန်တဲ့ထုံးနှက်ချက်တွေခံခဲ့ရတဲ့အတွက်
ရုရှားတို့ရဲ့ရေကြောင်းပို့ဆောင်ရေးစွမ်းရည်ခါ85ရာခိုင်နှုန်းအထိပြတ်တောက်သွားခဲ့ရပါတော့တယ်ဒီလိုရေကြောင်းနဲ့ကုန်းကြောင်းလမ်းကြောင်းတစ်ခုစလုံးပိတ်ဆို့ခံရတဲ့အတွက်ပူတင်ရဲ့တပ်ဖွဲ့တွေအနေနဲ့ခရိုင်မီးယားကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဆိုတာမဖြစ်နိုင်တော့ပဲနိုဘိုယိုစစ်စိတ်ကမ်းဘက်ကိုစုခွာဖို့ကြိုးစားနေရတာခါသူတို့ရဲ့စေးအစွမ်းတက်တီပြိုလဲနေပြီဆိုတာကိုလူအများရှိမှဝန်ခံလိုက်တယ်လို့ဖြစ်နေပါတယ်ပင်လယ်နဲ့တက်မတော်ရဲ့အရာရှိတွေခါတရားဝင်အမိတ်မဆောင်ပဲမိသားစုတွေကိုအစောကြီးခိုးထုတ်နေကြတာခါတကယ်ရောစေးရအသိဉာဏ်ရှိတဲ့လောရလားဒါမှမဟုတ်လောက်အောင်ငယ်သားတွေကိုစွန့်မြစ်သွားတယ်အာနာရှင်ဆန်နဲ့လောရလားမိတ်ဆွေတို့ရဲ့အမြင်ကိုသိချင်ပါတယ်ခင်ဗျာအပိုင်းတော့ကာစတာရဲ့ထွက်ပေါက်နဲ့မီလောင်မြေအောက်ကခရိုင်မီယာတရင်တင်ပြချက်ခရိုင်မီယာကျွန်းနယ်ကနေထွက်ပြေးနေခြင်းကြတဲ့လူငယ်တွေအတွက်တခုတည်းသောလွတ်မြောက်ရလမ်းကြောင်းကတော့ကာစတာကြီးပဲဖြစ်ပါတယ်ခင်ဗျာဂျိုလူတပ်ပုံနဲ့အချက်လက်အရဒီတရားကြီးစီကိုဥတီနေတဲ့မော်တော်ယာဉ်တန်းကြီးခါကီလိုမီတာ30ကျော်အထိရှည်လျားနေပြီးရင်စီးရ1500ကျော်လောက်ခါနိုင်ပေါင်းများစွာစောင်းဆိုင်နေရပါတယ်အန်အောစရာကောင်းနာကယူကရိန်းတပ်ဖွဲ့တွေအနည်းနဲ့ဒီတရားကြီးကိုအပြည့်နဲ့ဖျက်ဆီးနိုင်စွမ်းရှိပေမဲ့အမတ်တရဆိုသလိုလုံးဝမဖျက်ဆီးပဲခြံထားပေးခဲ့တာပါအမန်နာစရိတ်ဖော်ရဲ့ကိုကဲရေမှုပြောပြချက်အရယူကရိန်းတို့ကဝင်ပေါက်တွေကိုသာပိတ်ဆို့ထားပြီးထွက်ပေါက်ကိုတော့ရုရှားရဲ့တပ်ဆုပ်ပြီးနိုင်ဖို့အတွက်ရည်ရွယ်ချက်ရှိချင်နဲ့ဖွင့်ပေးထားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်မြောက်ဘက်ခရိုင်မီယာတူးမြောင်းဘော်ကရထားလန်တရားကြီးပါတိုက်ခိုက်ဖျက်ဆီးခံရတဲ့နောက်မှာတော့ယထာခရီးစဉ်ဒါဇင်နဲ့ချီပြီးဖျက်သိမ်းခံခဲ့ရသလိုတောင်ပိုင်းယူကရိန်းကိုဖျက်တမ်းတဲ့ကုန်းလမ်းကြီးတွေခါလည်းဒရုန်းတိုက်ခိုက်မှုအန္တရာယ်ကြောင့်လုံးဝသုံးမရတော့ပါဘူးခင်ဗျာဒီလိုအကြက်တွေကြားထဲမှာရုရှားနိုင်ငံအတွင်းကနေ2014ခုနှစ်နောက်ပိုင်းအထူးခံစား권တွေနဲ့ပြောင်းရွှေ့လာကြတဲ့ရုရှားလူမှုအများပြားခါတဲ့စိုက်ဘေရီးယားကဘာနာမြို့လိုမိုင်ပေါင်း3000ကျော်ဝေးကတဲ့မူလာဇာတိမြို့အောင်တွေစီကိုပြန်လည်စတင်ထွက်ပြေးနေကြပါပြီခင်ဗျာအပိုင်း3သတင်း30ချက်ဒီလိုလူတွေအစုလိုက်ပြုံးလိုက်ပြန်လည်ထွက်ပြေးတင်းချောင်လာကြတဲ့အခါမှာရုရှားပြည်တွင်းကဒေသခံတွေကိုယ်တိုင်ကပါလက်မခံချင်ကြတော့တဲ့အခြေအနေတွေဖန်တီးလာကြပါပြီဥပမာအားဖြင့်ခရိုနိုဘိုမြို့ခံတွေဟာခရိုင်မီယာနံပါတ်ပြတက်ထားတဲ့ကားတွေကိုသူတို့ရဲ့စီဆိုင်တွေမှာတက်စီလုံးဝမဖြစ်ပေးတော့ပါဘူးဒါရုရှားလူအပေါင်းအတိုင်းဝိုင်းအတွင်းမှာတောင်းမှခရိုင်မီယာစစ်ပွဲရဲ့နောက်ဆက်တဲ့ဒဏ်ရာတိုက်ချက်တွေကြောင့်လူမှုရေးကွဲပြားမှုတွေမုံတီးမှုတွေစတဲ့နှက်ဆိုင်လာနေပြီဆိုတာကိုပြသနေတဲ့အချက်ပြမှုတစ်ခုပဲဖြစ်ပါတယ်ပူတင်အစိုးရအနေနဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်ကူပိုစနစ်တွေကျူဟာကုတ်စနစ်တွေနဲ့ရေနံစီဖြန့်ဝေဖို့စ조사ခဲ့ပေမဲ့အားလုံးကအလကားပဲဖြစ်နေပါတယ်တန်းစီဆောင်ဆိုင်ရတဲ့အခြေအနေဟာပုံမရှည်လျားလာပြီးဓာတ်စီလုံးဝရရှိတော့ခြင်းမရှိဘူးအခုလိုအခြေအနေမျိုးမှာနေစာလောက်သားတွေနဲ့တာမန်လုပ်ငန်းရှင်တွေဟာဘလို့ဆက်ပြီးရက်တွေကြာမလဲဆိုတာဘယ်သူမှအဖြစ်မပေးနိုင်တော့ပါဘူးခင်ဗျာယူကရိန်းတပ်ဖွဲ့တွေကခါတရာကြီးကိုအကျွမ်းမှန်မဖြတ်စီးပစ်ဖဲရုရှားရဲ့ထွက်ပြေးဖို့အတွက်ရည်ရွယ်ချက်ချချမ်းပေးထားတာကစီးရညနေညနေသုံးထလားဒါမှမဟုတ်ရုရှားတွေကိုအကြောက်တရားနဲ့မောင်းထုတ်နေတဲ့စစ်ဗျူဟာမြောက်ဖိအားပေးမှုတရားလားကျွန်တော်မိတ်ဆွေတို့ဘလို့သုံးသက်ကြမလဲခင်ဗျာအပိုင်းလေးလျှက်စမီပြတ်တော်မှုနဲ့ကျွန်းသွယ်ရဲ့ကြောက်ခစ်တို့ပြန်လည်ရောက်ရှိခြင်းတရင်တင်ပြခြင်းလောင်စာသည်ပြက်လက်မှုတွေမကသေးပါဘူးခင်ဗျာခရိုင်မီယာကျွန်းသွယ်တစ်ခုလုံးကအမောင်တဲကိုကြောက်ရောက်သွားခဲ့ပါပြီဇူလိုင်လအတွင်းမှာတရလျှက်စစ်ဓာခွဲဂျုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေဟာတရက်ထဲမှာတရ12ခုအထိရှိခဲ့ပြီးစုစုပေါင်းပြစ်မှတ်83ခုအထိထိမှန်ပျက်စီးခဲ့ရပါတယ်ခရိုင်နိုဘာယာကော့မြို့လေးမှာဆိုရင်ရင်းနေမိလုံးဝမလာပဲရပ်ပေါင်းများစွာဆက်လက်နေထိုင်ရတဲ့အထိဆိုးရွားလာခဲ့ပြီးကတ်မြို့မှာဆိုရင်တော့လျှက်စင်မီတွေအပိပံပြတ်တော့သွားပြီလို့ဒေသခံတွေကတိုင်တိုင်းနေကြပါပြီခင်ဗျာရေပလီချာရီတာတွေအလုံးမလုံးတော့တဲ့အတွက်တင်စီထားတဲ့အစားအသောက်တွေအကုန်လုံးပုတ်ပွားကုန်ချပြီးအစိုးရကလည်းတိုးချင်းစီအတွက်နို့တပူတကြားသုံးတို့နေကြစီသုံးပလင်းဆိုပြီးတင်းကျပ်တဲ့စားနယ်ရိတ်ခခွဲတန်းစနစ်ကိုပါစတင်ကျင်းသုံးလာခဲ့ပါပြီကုံသွေးကွန်ရက်တွေအလုံးစုံပြိုလဲသွားတဲ့အတွက်ရုရှားအစိုးရကရတိုဂျီယာနဲ့ဂျန်ကျွိုင်းမျိုးတွေရဲ့ရင်ပင်တွေမှာဒင်းကားထည့်ပြီးပြောတယ်လိုင်းဖုန်းကျိုးတဲ့ဖုန်းဘောတွေကိုပြန်လည်တက်ဆင်ပေးခဲ့ရတဲ့အထိနေပညာပိုင်းဆိုင်ရာမှာစော့ရုပ်သွားခဲ့ရပါပြီခင်ဗျာဂါဒီယန်သတင်းစာရဲ့ဇူလိုင်20ရက်နေ့အစီရင်ခံစာအရကျွန်းသက်ပမာရှိရဲ့လူဦးရေ 2.5 သန်းရဲ့80ရာခိုင်နှုန်းကျော်ခါပြင်းထန်တဲ့မိပြတ်တောက်မှုဒဏ်ကိုခံစားနေရပြီးအေကီယာပန်ရှင်မိုင်နာကတော့ကျမတို့ဒီကျွန်းပေါ်မှာစနစ်နဲ့ပတ်လုံးလုံခြုံပါတယ်လို့အပြောခံခဲ့ရပြီမဲ့အခုတော့တလားအတွင်းမှာတင်ကြောက်ခက်ကြီးတဲ့ကိုပြန်ရောက်သွားသလိုခံစားနေရပါပြီလို့ဖွင့်ဟပြောဆိုခဲ့ပါတယ်။သတင်း30ချက်နာဇာရဲ့ညအချိန်မီလီယံဒေတာအချက်လက်တွေအရဒီကျွန်းရဲ့မီလီယံအားဟာပုံမှန်အနေထားရဲ့9ပုံတစ်ပုံထိထိုးကျသွားခဲ့တာကဘာကိုပြနေတာလဲဆိုတော့ခရိုင်မီယာကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပေကြီးနဲ့တကယ်တမ်းရင်ဆိုင်နေရပြီဆိုတာကိုတက်တည်ပြနေတာပါလျှက်စင်မီမရှိတော့တဲ့အတွက်ရေပန့်နဲ့အလုံးမလုံးတော့ပဲမိလာစနစ်တွေပါပြိုလဲကုန်ကအစားတော်တွေပုတ်ဆက်လာပြီးမွန်မိုင်းဖုံးဆက်တဲ့ရေးတွေဂျင်နရေတာမီးစက်တွေကိုအဓိကမိကိုနေရပါတော့တယ်အခုလိုကြက်တဲ့ကြီးကိုကြိုးလွှားဖို့အတွက်ရုရှားစစ်ဘက်ဆိုင်ရာထိန်းတဲ့ခေါင်းဆောင်တွေဘက်က
ဘလို့ထီရောက်တဲ့ဖြည့်ရှင်းပတ်မှာမပေးထုတ်နိုင်ပဲမော်စကိုရဲ့တိတ်ဆိတ်မှုတွေကနေသာပြည်သူတွေရဲ့ရင်ထဲမှာအစမတန်ဒေါသထွက်စရာတွေဖြစ်လာစေခဲ့ပါတယ်ခင်ဗျာ21ရာစုကြီးထဲမှာနိုင်ငံရဲ့နေမြေတစ်ခုကလျှက်စင်မီးနဲ့ရင်ပြတ်တော်မှုတွေကြောင့်ရပိုင်အတွင်းမှာတင်ကြောက်ကစီပြောင်းသွားခဲ့ရတဲ့အခုလိုဖြစ်ပျက်ဆိုးမျိုးဟာကိတဲ့စစ်ပွဲရဲ့ရက်စက်မှုကိုဘလောက်ဒီထင်းရစေတယ်လို့ထမိပါတယ်ခင်ဗျာအပိုင်းကတာဘရီယာဆက်ရုံဘုံချက်ခံရမှုနဲ့ပူတင်ဘောဒေတာခန်များရဲ့ပွင့်လင်းသောအမျက်ဒေါသသတင်းတင်ပြချက်အကြက်တဲ့ပုံမှုဆွေရလာနေတဲ့အချိန်မှာပဲဇူလိုင်26ရက်နေ့ညကယူကရိန်းဒရုန်းတွေကမီကာဝန်490အားရှိတဲ့တာဘရီယာအပူစွမ်းပေးဆက်ရုံကိုထပ်မံပြစ်မှတ်ထားတိုက်ခတ်ခဲ့ပြန်ပါတယ်ဒီတိုက်ခတ်မှုကြောင့်ဆက်ရုံတွဲမှာကြီးမားတဲ့မိလာမှုကြီးဖြစ်ပွားခဲ့ပြီးအနောက်မြောက်ပိုင်းအရှေ့ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာလျှက်စင်မီတပြိုင်နက်တည်းအပိပံပြတ်တော့သွားခဲ့ရပါတော့တယ်အဲဒီညမှာတင်ချာနာကရင်းနဲ့ချက်ဆက်ရုံနဲ့ရုရှားဒရုန်းရေဒီယိုလွတ်ဆက်ရုံတွေပါထပ်မံတိုက်ခတ်ခံရတဲ့အတွက်ရုရှားဘက်ကခရိုင်မီးယားအာဏာပိုင်တွေကိုယ်တိုင်ကလေးကပြင်မအကြောင်းရင်းတွေကြောင့်မီးပြတ်တော့ရတာပါလို့လူအများရှိမှဝန်ခံလာရပါတော့တယ်ခင်ဗျာအခုလိုချင်းဒီသူတွေကြောင့်ရုရှားလိုလာတဲ့စီးဘလော့ကအလန်စနာကိုနေကတောင်သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာခရိုင်မီးယားရဲ့အခြေအနေကိုကြည့်ရတာကြောက်စရာကောင်းလောင်ဆိုးရနေပြီဓာတ်စီဇင်းုံတွေက250တိထိုးတက်သွားပြီစီဝိုင်းနဲ့ခီးသွားလုံကနေလုံးဝရှက်တန်သွားပြီဒီလိုအခြေအနေမျိုးမှာငါတို့တကယ်ပဲနိုင်သွားတာလားဒါမှမဟုတ်ရှုံးသွားတာလားလို့ရေးသားသူပူတင်အစိုးရရဲ့တိတ်ဆိတ်မှုကိုပွင့်ပွင့်လင်းလင်းဝေဖန်လာခဲ့ပါတော့တယ်ခင်ဗျာသတင်းသုံးသက်ချက်ခရိုင်မီးယားအာဏာပိုင် SEO နော်ရဲ့ဖီကွန်တက်ကေလူမှုကွန်ရက်စာမျက်နှာပေါ်မှာဆိုရင်ဒေသခံတွေရဲ့ဒေါသတကြီးရေးသားထားတဲ့မှတ်ချက်ပေါင်းတောင်းတဲ့ချီပြီးစုပုံနေခဲ့ပါပြီပူတင်ကိုတိုင်ကတူဝီပေါ်မှာခရိုင်မီးယားကိုကုန်းလန်းရောရေလန်းကနေပါလောင်စာစီအမြန်ဆုံးပို့ပြီးတော့မယ်လို့ဂရီပေးခဲ့ပေမဲ့လက်တွေ့မှာတော့ဓာတ်စီလုံးဝမရှိတော့တာကြောင့်အနာတိုလီကာပါလော့ဆိုတဲ့ဒေသခံကနိုင်ငံရဲ့အထက်တန်းစားခေါင်းဆောင်ကြီးလိန်ညာခဲ့တာကိုဆိုလိုတာလားဆိုပြီးအသက်အန္တရာယ်ရှိလောက်တဲ့မေးခွန်းထုတ်မှုကိုပါထုတ်ဖို့မေးမြန်းလာခဲ့ရပါပြီဒီအချက်ကဘာကိုပြသနေလဲဆိုတော့ဒေသခံတွေရဲ့ဒေါသဟာစစ်ပွဲတစ်ခုတည်းအပေါ်မှာပင်မဟုတ်ဘဲဒေသနေရအာဏာပိုင်တွေရဲ့မှုသားတွေနဲ့လက်တွေ့မကျတဲ့အုပ်ချုပ်မှုစနစ်ပေါ်မှာပို့ပြီးပေါက်ကွဲနေပြီဆိုတာကိုအထင်ရှားသက်သေပြနေတာပါခင်ဗျာရုရှားလူထားတဲ့စီးဘလော့ဂါတွေကိုတိုင်းကအစိုးရရဲ့လိန်ညာမှုတွေကိုလူသိရှင်ကြဝေဖန်လာကြပြီးဒေသခံတွေကပါခေါင်းဆောင်တွေကိုဓာတ်ရိုက်မေးခွန်းထုတ်လာကြတာခါပူတင်ရဲ့သတင်းအချက်လက်ထိန်းချုပ်မှုစနစ်ကြီးပြိုလဲတော့မယ်နမိတ်လက္ခဏာတည်းလို့ထင်မိပါသလားခင်ဗျာအပိုင်းချာ S400 လေကြောင်းကာဝေးစနစ်ပျက်စီးခံရခြင်းနဲ့စီးအပ်တာခြင်းများသတင်းတင်ပြခြင်းစွမ်းရင်ကစင်းနဲ့စီးပွားရေးပြိုလဲမှုတွေတင်မကသေးပါဘူးခင်ဗျာခရိုင်မီးယားကျွန်းဆွယ်ပေါ်မှာရှိတဲ့ရုရှားရဲ့အစင်မြင့်ဆုံးလေကြောင်းကာဝေးစနစ်ကြီးတွေပါတစ်ခုပြီးတစ်ခုအပြတ်သက်ဖြိုချခံနေရပါပြီယူကရိန်းစစ်ဘက်ထောက်လှမ်းရေးဌာန GUR ရဲ့ထုတ်ပြန်ချက်အရဇူလိုင်25ရက်နေ့ကနေ26ရက်နေ့ညအတွင်းမှာတင်စစ်စေးတရဲ့အနေနဲ့အိုတူပန်ခရိုင်မီးယားအတွင်းမှာရှိတဲ့ရုရှားရဲ့နာမည်ကျော် S400 ထရီယန်လေကြောင်းကာဝေးစနစ်ရဲ့လောင်ချတစ်ခုနဲ့ 96 L6 စနစ်ရေဒါစကန်တစ်ခုတို့ကိုအမြင့်ပြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့တရားဝင်ကြေညာခဲ့ပါတယ် GUR ရဲ့မောင်းသူမဲ့စနစ်များဌာနကတိုက်ခိုက်သမားတွေကဒီအလွန်တရာဈေးကြီးပြီးတန်ဖိုးကြီးလာတဲ့ဆေးစပစ္စည်းကိရိယာတွေကိုအနည်းကစောက်ကြည့်ထောင်းလန့်ပြီးအောင်မြင်စွာပြက်ကတိုက်ခိုက်ပြနိုင်ခဲ့ကအဲဒီတိုက်ခိုက်မှုဗီဒီယိုဖိုင်တွေပါလူသိရှင်များထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်ဒါတင်မကသေးပါဘူးခင်ဗျာဇူလိုင်28ရက်နေ့မှာလေယူကရိန်းဒုံးတွေဟာဖီယိုဒိုစီယာမြို့ရှိလျှက်စီတက်ခွဲအားစင်တစ်ခုကိုထပ်မံပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက်ကတ်စနဲ့ဖီယိုဒိုစီယာမြို့တွေမှာလျှက်စမီလုံးဝပြတ်တောက်သွားခဲ့ပြီးစင်ဖိုပိုနဲ့စီဗာစတိုဘိုမြို့တွေမှာလည်းမိကွက်များမိတုံဖြစ်သွားတဲ့အထိဘိုးအားတွေထိုးချသွားခဲ့ရပါတော့တယ်သတင်းသုံးသပ်ချက်ပါခင်ဗျာစီဗာစတိုဘိုမြို့ရဲ့ရုရှားအန့်ခတ်အာဏာပိုင်ဖြစ်တဲ့မီကေရာပိုင်ဆန်ရက်ကတော့ဓာတ်အားလိုင်းရတကူလုံးအပိပံမပြောလဲသွားစေဖို့အတွက်လျှက်စီမီကန့်တဲ့ချက်တွေကိုအရေးပေါ်ထုတ်ပြန်ခဲ့ရပြီးအရေးပါတဲ့လူမှုရေးအဆောင်တွေကိုဘက်ကမိဆက်တွေနဲ့သာအစားတို့လဲပတ်နေကြတယ်လို့ဇူလိုင်လ29ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ရပါတယ်ဒီအချက်ကဘာကိုညွှန်ပြနေလဲဆိုတော့ယူကရိန်းတပ်ဖွဲ့တွေရဲ့ drone နဲ့ဒုံးကျည်တိုက်ခိုက်မှုတွေစွမ်းရည်ကရုရှားရဲ့အခိုင်အမာဆုံးလို့နာမည်ကြီးတဲ့လေကြောင်းကာကွယ်ထီးကြီးကိုပါအလွယ်တကူထိုးပေါက်ဝင်အောင်နိုင်ပြီဆိုတာကိုကွက်ကွက်ကွန်ကွန်တက်ပြီးပြနေတာပါခင်ဗျာရုရှားတပ်ဖွဲ့တွေအနေနဲ့ကျွန်းဆွယ်ဘောက်ကဆေးအခြေခံအဆောင်တွေကိုကာကွယ်ဖို့အတွက်လုံလောက်တဲ့အင်အားနဲ့နေပညာမရှိဘူးဆိုတာကိုဒီဖြစ်ရပ်ကအထင်ရှားဖော်ပြနေပါတော့တယ်ခင်ဗျာရုရှားရဲ့အစင်မြင့်ဆုံး S400 လေကြောင်းကာကွယ်စနစ်ကြီးတောင်မှယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေအောက်မှာတန်းစီပြီးပျက်စီးနေရတာကရုရှားစစ်ဘက်နေပညာရဲ့စွမ်းဆောင်ရည်အစင်မှန်ကိုဘလောက်အထိဖော်ပြနေပြီလဲလို့ထင်မိပါတယ်ခင်ဗျာ